မင်းတယောက်တည်းမဟုတ်ဘူးလောကတောက်ကျင်းထဲမှာဂရင်းပြက်နေပြီလားမင်းတယောက်တည်းမဟုတ်ဘူးလက်တင်အမေရိကကချေတယ်မတယောက်ကပြောတယ်တဘဝထဲမှာပဲနှစ်ဘဝစာလောက်ဒုက္ခခံရသမို့မင်းတယောက်တည်းမဟုတ်ဘူးအရှိတောင်အာရှကတရားမဝင်အလုပ်သမားတယောက်ကပြောတယ်နာကြီးခံပြင်းမှုတွေကိုအတိအလင်းဖော်ပြရရင်မင်းတယောက်တည်းမဟုတ်ဘူးအရှိဥရောပကကြပြဆရာတယောက်ကပြောတယ်လူလိုမနေရတာကြတော့လူစိတ်ကလည်းပျောက်လူမင်းတယောက်တည်းမဟုတ်ဘူးအာဖရိကကစားစရာမရှိတဲ့လူတယောက်ကပြောတယ်ကောင်းပြီဘယ်သူတွေပါသေးလဲခစ်ကြီးတစ်ခုလုံးပါတယ်ခစ်ကြီးတစ်ခုလုံးအဖော်လို့ရမှာဆိုတော့နည်းနည်းတော့စိတ်ညစ်စရာကောင်းမှာပေါ့ကဲကဖေးတစ်ခုခုမှာချိန်တွေးကြရအောင်ဂျာကာတာကဖက်ရှင်ကဖေးမှာလားဟိုချီမင်းစီးရီကကွန်တိုကဖေးမှာလားတိုဂျိုကစိုင်ဗာကဖေးမှာလားကွာလာလမ်ပူကဟာရော့ကဖေးမှာလားရင်ငုတ်တင်းမောလို့နေလို့မဖြစ်တော့ဘူးတဲ့အာကာတရင်တစည်းလို့နေမှဖြစ်တော့မယ်တဲ့ရစ်ပလင်ပေါ်ကိုခေါင်းထိုးတင်လိုက်တဲ့သိုးတကောင်ကထအော်တယ်မင်းတယောက်တည်းမဟုတ်ဘူးနေ့စဉ်နဲ့အမျှကားကြိတ်ခံနေရတဲ့လမ်းမကထအော်တယ်မင်းတယောက်တည်းမဟုတ်ဘူးသွေးစတွေနဲ့တူတဲ့စိန်ပန်းပွင့်တွေကထအော်တယ်မင်းတယောက်တည်းမဟုတ်ဘူးမဝေးတော့တဲ့ຫນွေဦးအတွက်စုဘူးကိုဖောက်လိုက်ပါတော့မင်းတယောက်တည်းမဟုတ်ဘူးနားဆင်မိခဲ့ကြတဲ့စာပေချစ်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီကြပြလေးရဲ့ပိုင်ရှင်ကတော့ကျမတို့ချစ်ခင်လေးစားရတဲ့ကြပြဆရာလှတန်းဖြစ်ပါတယ်ရှင်ရနန်းသစ်မေ1990ခုလှတန်းကြပြပေါင်းချုပ်မှာကိုရုပ်ဖော်ပြပါတယ်ရှင်အားလုံးပဲရှင်လန်းချမ်းမြေ့နိုင်ကြပါစေစာဖတ်ခြင်းမြေဘဝမြင့်တဲ့သူများဖြစ်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ရှင်ကျမကတော့တဲတူတာ home sit ပါ